လေးကိုစိတ်ကောက်နေတာထမင်းကြော်တော့ဆိုလို့ထမင်းကြော်မှားထားတယ်နော်မမထမင်းကြော်စားမယ်တမီးပြောတော့ထမင်းကြော်ဆိုထမင်းကြော်ရလာဆိုပရှုထမင်းရလဲလက်မထမင်းရလာလို့ပြောတာအေးလေပရှုထမင်းကြော်လို့ပြောလိုက်တယ်ပရှုထမင်းလေကြော်ပါမကြော်တာတမီးတ냐ကြရင်ရီကြိုက်ဖြစ်မှာပရှုထမင်းကြော်ရှိတယ်ပရှုထမင်းဆိုတာမရှိဘူးပရှုထမင်းမရဘူးဆိုအေးထမင်းကြော်မှားလိုက်တယ်ပရှုတော့ပြောလိုက်တာပဲထမင်းကြော်အဆက်တော့ရှော့လို့ချက်သားငယ်လို့အဲ့လိုပဲမှားလိုက်ကြောက်ဦးကြောက်လည်းပါတယ်လက်ဦးလည်းပါတယ်စစ်တော့သူကစိတ်ကောက်တယ်ဟုတ်လားနော်ဒီနေ့စကိတ်ကွင်းလိုက်ပို့ပေးမယ်တားနဲ့တမီးလေးစကိတ်ကွင်းကဘယ်နားမှာလဲဆိုတော့ဒီနေ့တော့ဖေဖေလမ်းထားရှောင်းရင်းနဲ့ဘရင်အောင်ဂုံတရာအောက်မှာတွေ့ခဲ့တာသွားမှာလားပါမယ်တားအဲ့ဒါလိုက်ပို့ပေးမယ်နော်အလင်းထိုးနေတယ်တမီးသွားကြမယ်ကဲအဲ့ဆိုရင်ဒုသားဖားတွေစကိတ်ကွင်းကိုသွားကြမယ်ပြီးရင်ပြန်တွေ့မယ်တကာခုတော့ကျွန်တော်တို့ဘင်းအောင်တရာအောက်ကစကိတ်ကွင်းကိုရောက်ပြီးမောင်နှမ2ယောက်အမှပြေးတယ်စီးတယ်မမလောက်တဲ့လူကရှေ့ကမောင်လေးကနောက်ကပါမမတွတ်တယ်မောင်လေးကအပေါ်မတည့်ရဲလို့ဟိုဘက်ကကွေပတ်လဲပါတယ်ခင်ဗျာမဲလည်းနှချောင်းထောင်ပြီးတော့တမီးကနောက်တစ်ခေါက်ပြန်တက်တယ်မောင်လေးကလည်းနောက်ကပြန်တက်လိုက်လာတယ်ခင်ဗျာတန်းလေးကိုကိုင်းပြီးတော့ခဏနားတယ်သူမောလို့တယ်ဗျာမမတော့တော်တော်လေးကိုကျွမ်းနေပါပြီသူတို့တော်တော်လေးကိုပျော်နေတာပါခင်ဗျာမောလို့တဲ့ပလက်ကြီးကိုလှန်နေတယ်တမီးကြီးခင်ဗျမောင်လေးကလည်းနားမယ်တဲ့ခင်ဗျာလေးလေးကတဖြူဖြူနဲ့ဗျာတရအောက်ကအရိတ်ကလည်းကောင်းမှကောင်းဒါကတော့တကူတော့အစွမ်းပြနေတာပါ PK လေးဝါပြီးတော့ site ကတော့ပြည့်ရဗျာလူတန်တန်ပဲကြီးပါပဲခင်ဗျအမကြီး white ပြီးတော့ spider ခွေတဲ့သူပြောတာတော့အဲ့ဒါမှသားထွက်လာပြီသားသားငယ်လေးကလည်းရွေကနဲ့နောက်ကရှူရင်းနေရလဲမိုက်တယ်ဗျာအပင်လေးတွေနဲ့သူအိုက်ဘောတက်မှာအေးရပါတယ်ခင်ဗျာစင်းချတော့ပါပြီရက်ွက်ထဲနဲ့တော့တခြားကြည့်ပဲဗျာအရိတ်ကလည်းကောင်းကြဲဝန်းလန်းလေးကလည်းကောင်းအတက်အစင်းလေးနဲ့အမှလဲပါပြီခင်ဗျာသားငယ်လေးကသူကရှူခင်းနေဆိုအရန်သဘောကျတာသူကဖေတဲ့အဲ့ရှူခင်းလေးတွေရိုက်ပြီးတော့ပြလိုက်ပါအောင်ဆိုလို့ကျွန်တော်ကသားငယ်လေးပြောတဲ့အတိုင်းရှူခင်းလေးတွေဒါတရားရဲ့ဘဲချမ်းပါခင်ဗျာနေနည်းနည်းပူနေပါတယ်တရားအောင်မှာတော့နေတောက်ချောက်ရိုက်ပါတယ်အမပန်းပင်လေးတွေချင်းလုံးခတ်လို့ရတယ်ဘောကန်လို့ရတယ်နှစ်ယောက်သားခဏနားတယ်အမတမီးကထစီးပြီးဒါနောက်ကလိုက်ပါတယ်တမီးကတော့ post ကတော့ပေးချမ်းတယ်ခင်ဗျတော်လေးတော့ကျွမ်းနေပြီလဲတော့မယ်လဲပါပြီခင်ဗျာကျွန်တော်ကရှေ့က battery vein နဲ့သွားမယ်နောက်ကတားငယ်ရလိုက်မယ်တမီးကနောက်ကစကိတ်စီးင်းနဲ့လိုက်ပြီးဗီဒီယိုရိုက်ပေးရလက်ကတော့တိတ်မငြိမ်ဘူးပေါ့နော်ခလေးဆိုတော့အမှတားငယ်ကသူကဖေနောက်ကတာလိုက်ပြီးတော့အဲ့လိုကင်လိုက်ချင်တယ်ဆိုလို့ကျွန်တော်ကရှေ့ကနင်းတယ်နောက်ကတမီးကစကိတ်စီးနဲ့လိုက်ရိုက်တာနော်အမကွေပတ်ပြီးတော့တားငယ်ရလဲနောက်ကနေပြီးတော့အတင်းဖက်ထားတာခင်ဗျကျွန်တော်အပေါ်တက်မလို့မတက်နိုင်ဘူးခင်ဗျတမီးကနောက်ကနေလိုက်ပြီးရိုက်နေတာကွေပြီးတော်တော်လေးတော့ဘာဖြစ်နေအပေါ်တက်တာဆင်းပြီ
ဝါမိုက်တယ်ကွာအမနည်းနည်းတော့ကြည့်တယ်လို့မူးမလားတော့မသိဘူးပြောတော့တော်တော်ပြောရပါတယ်ခလေးနဲ့ရောပြီးကျွန်တော်တော့အပျော်တွေကူးဆက်ပါတယ်တခြားမိသားစုတွေလည်းလာကြတယ်ဗျအမအရိတ်ကောင်းတော့လေလေးလေးတဖြူဖြူနဲ့တချို့ဆိုဖြာလေးခင်းပြီးအိတ်နေကြတယ်ခုကအကြီးမစီးမယ်တဲ့တားငယ်ကသူရိုက်ပေးမယ်တဲ့ကျွန်တော်ကတော့ရှေ့ကစပိန်နဲ့နင်းရမှာပေါ့နော်အမနောက်ကတမိကင်လိုက်တယ်တားငယ်ရိုက်တာနောက်ကစကိတ်စီးပြီးရိုက်တာမဟုတ်တနေရာထဲမှာထိုင်ရိုက်မတ်တက်ရက်ပြီးရိုက်တာဆိုကျွန်တော်ကသူ့ကိုကြွေပြီးတော့ပတ်နင်းရတာပေါ့တားငယ်ရိုက်ချက်ကလည်းကောင်းဖေဖေကလည်းရှေ့ကစပိန်ဆွဲတာလည်းကောင်းတမီးကလည်းတော်တယ်ဗျာနောက်ကတွေစကိတ်နဲ့ကင်ပြီးတော့ဝါမိုက်တယ်ကွာကြည့်ရတဲ့လူတွေတော့မသိဘူးဗျကျွန်တော်တို့ကတော့ပျော်နေတာပဲခင်ဗျာမူးနေလာတော့မသိဘူးကျွန်တော်ကတော့ပတ်ပြီးတော့အရှိန်နဲ့ဆွဲတာခင်ဗျာနောက်ကတွေအတင်းခိုးလိုက်တယ်သမီးကရှေ့ရသွားတယ်ကျွန်တော်နောက်ကတွေပြီးတော့ battery vein နဲ့လိုက်ပြီးတော့ကင်မရာကိုင်းနဲ့ရိုက်ပေးနေတာမနေ့အတင်းကျော်ကွေတယ်ကျွန်တော်မနေ့စပိန်ကွေပြီးတော့လိုက်ရိုက်ရတယ်ခင်ဗျာမြန်တယ်တော်တော်ကျွမ်းကျင်နေအမလီတောက်မနေ့ရှောင်လိုက်ရတယ်တော်တော်လေးကိုကျွမ်းကျင်နေတာခင်ဗျာကျွန်တော်တို့ဒီအရွယ်မှာဆိုလို့ရှိရင်စကိတ်ဆိုတာစီးဖို့မပြောနဲ့မြင်တော့မမြင်ဘူးခဲ့ဘူးဒါပေမဲ့ကျွန်တော်ကလေးတွေကိုကျွန်တော်စကိတ်ဝယ်ပေးတယ်စီးတတ်အောင်လဲကျွန်တော် YouTuber တွေပြတယ်ကျွန်တော် like ပြီးတော့နောက်ကတွေစောင့်ရှောက်တာပေါ့နော်ဦးသမီးဆိုလို့ရှိရင်တော်တော်ကြီးကိုစီးတတ်နေပြီကျွန်တော်အရင်ကျင့်တတ်ပါတယ်ကျွန်တော်ငယ်ငယ်ကမလုပ်ခဲ့ရတာကိုကျွန်တော်ကလေးနှစ်ယောက်အခုလိုမျိုးချင်းစီးတတ်နေတာကိုကြည့်ပြီးတော့ကျွန်တော်ကျင့်တတ်ပြပါတယ်ခင်ဗျာသမီးကအခုဆိုလို့ရှိရင်တယောက်တည်းသွားတယ်နောက်ကူတော့လည်းမကြည့်ဘူးစိုက်ကတော့ပြီးရဗျတစ်ချက်ပြန်ကြည့်တယ်ပတ်ဝန်းကျင်ရဲ့အလှပါလေးနဲ့သူတို့ရဲ့လှုပ်ရှားမှုလေးရဆိုလို့ရှိရင်အရှမ်းကိုကြည့်လို့ကောင်းတယ်ခင်ဗျသားလေးကလည်းရက်ကန်နဲ့သူ့အမကိုအတင်းအမိလိုက်ပါတယ်ခင်ဗျာခုဆိုလို့ရှိရင်ကျွန်တော်ကလည်းစပိန်တန်လိုင်းနဲ့လိုက်ရိုက်နေရတာမနေ့ထိန်ပြီးတော့နော်အောက်မှာဆိုလို့ရှိရင်သူတို့စကိတ်စီးတာကိုကြည့်ပြီးတော့ကလေးတွေကလည်းစီးကျင်နေကြတာအများကြီးပဲတချို့ကလေးတွေကတော့သူတို့အားကြနေတာပါဗျာသူတို့လိုစီးတတ်ချင်ကြမှာပေါ့လုံးဝမနာတောက်လျှောက်ကိုစီးရစပိန်နဲ့လိုက်ရတာအန်ရရတော့များတယ်ဒါပေမဲ့သူတို့ရိုက်ခိုင်းတော့လဲကျွန်တော်ဗီဒီယိုလိုက်ရိုက်ပေးရတာပေါ့တာအမေရလုံးလေးဖိတ်ပြလေချီမရနည်းနည်းတော့ပဲများတယ်ဗျတခြားကလေးတွေလည်းစီးကျင်လို့ရှိရင်ဒီစကိတ်ကွင်းကိုလာစီးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာတနင်္ဂနွေလိုရက်မျိုးဆိုရင်တော့စီးတဲ့လူတွေများတယ် Monday to Friday ဆိုလို့ရှိရင်တော့စီးတဲ့လူမရှိသလောက်ပါပဲဒါကတော့ဂျားရက်ပေါ့နော်သူတို့ကအစတော့ကတော့အဲ့လိုဒူးဆိုကလေးတွေလက်အိတ်ကလေးတွေပါတယ်ဗျအခုနောက်ပိုင်းတော့သူတို့ကျွမ်းကျင်လာတော့အုတ်ထုပ်တွေပါတော့တိတ်မဆောင်တော့ကျွန်တော်ကတော့ခေါင်းထိမှဆိုလို့အုတ်ထုပ်ဆောင်ခိုင်းတယ်စကိတ်စီးရဲဆိုဘာဖြစ်နေအုတ်ထုပ်ကလေးဆောင်တော့အန်ဒီရဲ့ကာကွယ်တော့ဗျမနိုင်တော့မချစ်ဘူးအကြီးမကြီးမောလို့အဲ့လိုစီးနေရလို့ရှိရင်ပြုံးပြလဲပြန်ထားတယ်လက်ပတ်ပြီးတော့စီးနေရဗျာမယမနာပဲစကိတ်ကွင်းတစ်ကွင်းလုံးမှာသူတို့မောင်နှမနှစ်ယောက်တည်းပဲတောင်းညံ့နေတာကျွန်တော်အချိန်ပေးပြပါတယ်ကျွန်တော်ကလေးလေးပြောဖို့အတွက်လေ
ကျောင်းအိမ်နဲ့ဆိုနည်းနည်းလှမ်းတယ်ဗျရက်ွက်ထဲမှာဆိုလို့ရှိရင်အန်ဒီရလည်းများတယ်ဒီလိုလွတ်လပ်လည်းသူတို့မစီရဘူးလေအဲကြောင့်မို့ဘလောက်ဝေးလွတ်လပ်စီးဖို့အတွက်ကိုလည်းလှုပ်ရှားမှုလည်းဖြစ်အောင်အားကစားတစ်ခုလည်းဖြစ်တဲ့အတွက်စွန့်စားရတာကိုလည်းသူတို့မော်တော်မှာကြိုက်တယ်အဲကြောင့်မို့ကျွန်တော်ဒီစကိတ်ကွင်းအထိရအောင်ပို့ပြီးတော့ကျွန်တော်လိုက်ပို့ပေးတာပေါ့ဗျာအခုကျွန်တော်တချင်းလေးတစ်ပုတ်ဖွင့်ပြီးတော့ပဲဆက်ပြီးတော့ကျွန်တော်ကလေးတွေစကိတ်စီးတာကိုကြည့်လိုက်တော့ဗျာနော်စကိတ်စီးရတာပျော်လားတောက်ပျော်လားနောက်နေ့ရောလာစီးအောင်ပါလားတခြားစကိတ်စီးရတဲ့တငယ်ချင်းတွေရောခေါ်ခြင်းလားဒီနေ့အောင်လိမ့်စာမေးရင်ဘယ်လိုပြောမှာတော့ဟုတ်ပြီအားလုံးနှုတ်ဆက်လိုက်အောင်တတားလို့